မှာလူရှိနေတာလား ခဏလေးကိုသွားကြည့်လိုက်မယ်တတိမွေးတာမနှွမ်းခမ်း ကျမကြောက်တယ်ကိုဝေယံဒီဖျောင်းတိုင်ကိုဘယ်သူထွန်းထားတာလဲ မနှွမ်းခံကြောက်တယ်အပြင်ထွက်ရအောင်ငါအိမ်ထဲကိုလာတာငါကိုအဖော်ပြုတ်ဖို့လား ငါစီပြန်လာခဲ့ ဟာ